လာတာကတော့3သိန်းပဲရတာဒါပေမဲ့အဲ့ထဲမှာ तू က3သိန်းကိုဖယ်ပြီး3တာ2သိန်းကိုစုဒါပေမဲ့အဲ့စုထားတဲ့2သိန်းနဲ့ကနေပြီး तू ပတ်စံထုတ်သုံးရတော့ဒီ3သိန်းနဲ့ तू ပတ်စံရှာတာမလောက်တော့တလားတာမှာအခက်အခဲတွေဖြစ်လာမယ်ကြက်တဲလာမယ်စီမံခန့်ခွဲလို့မရတော့ဘူးအလုတ်လုတ်လေးစိတ်ဆင်းရလေးအလုတ်လုတ်လေးပို့ပြီးလူပင်မန်းလေးဆက်ဆက်တွဲခြင်းရတော့အရန်ကိုကောင်းတာဒါပေမဲ့တွဲလာတာကြာတဲ့နဲ့အများစိတ်ဆူးစိတ်ကောက်တာတွေဖြစ်တာမယ်တဝင်းတူတာတွေများလာမယ်ညှို့ညင်တာတွေများလာမယ်တဖြည်းဖြည်းနဲ့ဘာဖြစ်သွားလဲအဲ့ဒါတွေစုလာတဲ့ချိန်ကျရင်ပေါက်ကွဲပြီးတော့ပြက်ကြဆဲကြတယ်ဖြစ်ကြဒီနေ့မှာတော့ကုန်စည်နှုန်းတက်ရင်ဘာတွေထိခိုက်လဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကုန်စည်နှုန်းတွေတက်လာပြီဆိုလို့ရှိရင်လူတွေအထီးခိုက်ဆုံးကဒီ physical ရော mental ရောနှစ်ခုစလုံးထိခိုက်တယ်ပေါ့နော်အဓိကအချက်ကတော့ mental ဘိုင်းပေါ့ဥပမာပေးရမယ်ဆိုလို့ရှိရင်လူတစ်ယောက်က market တစ်ခုကိုသွားတယ် market တစ်ခုကိုသွားပြီးတော့ဈေးဝယ်တဲ့အချိန်ကြလို့ရှိရင်သူကစံနေစီစားတယ်ငရုတ်တွေကြက်သွန်တွေဝယ်လိုက်အားလုံးပေါင်း3သိန်းပဲကြာဒါပေမဲ့နောက်လာကြတော့ तू ကအဲ့ market မှာပဲအဲ့ပစ္စည်းအဲ့ဒီစိတ်ကိုပဲထပ်တော့ဝယ်တာအားလုံးပေါင်း3သိန်း8တောင်းကြာ8000ကျော်ဈေးတက်လာတယ်အပေါ်ရန်ကြည့်လို့ရှိရင်ဒီဈေးလေးပဲတက်တာပဲဒါပေမဲ့တခြားနောက်ပိုင်းမှာဘာတွေဖြစ်လာမလဲဆိုရင်ဒီလူတစ်ယောက်ကလာတာကတော့3သိန်းပဲရတာဒါပေမဲ့အဲ့ထဲမှာ तू က3သိန်းကိုဖယ်ပြီး3တာ2သိန်းကိုစုဒါပေမဲ့အဲ့စုထားတဲ့2သိန်းနဲ့ကနေပြီး तू ပတ်စံထုတ်သုံးရတော့မှဖြစ်တဲ့ပုံမှာဒီ3သိန်းနဲ့ तू ပတ်စံရှာတာမလောက်တော့တလားတာမှာအခက်အခဲတွေဖြစ်လာမယ်ကြက်တဲလာမယ်စီမံခန့်ခွဲလို့မရတော့ဘူးဆိုတော့အဲ့လိုတွေဖြစ်လာတာနဲ့အများသူစိတ်ပိုင်းဆိုင်အထိခိုက်လိုက်ငါပတ်စံဘယ်လိုလောက်အောင်သုံးရမလဲချိုးချံချွေတာရတော့မယ်ငါဒီလောက်ထိစားလို့မဖြစ်ဘူးအကုန်လုံးကိုလိုက်ပြီးတော့စီမံခန့်ခွဲရတော့မှအရင်ကထက်ပိုပြီးတော့ဒီပတ်စံပိုင်းဆိုင်ရာမှာအာရုံစိုက်ရတော့အဲ့ဒါကြောင့်လူတွေကဈေးနှုန်းတက်လာလို့ရှိရင် mental ထိခိုက်တယ်ဆိုတော့အဲ့တော့ physical မှာဘာထိခိုက်လဲပတ်စံပူရှာဖို့အတွက်ကိုသူတို့ကကိုယ့်ရဲ့အင်အားကိုအကုန်လုံးထုတ်သုံးရတော့ဥပမာ3သိန်းရှာတာရင်ကလောက်နေပေမဲ့ဒီပတ်စံပဲရှာနေတယ်ဒီပစ္စည်းကိုပဲသုံးနေပေမဲ့လည်းပိုပြီးဆင်းရဲလာသလိုခံစားရတယ်အလုပ်ကတော့လုပ်နေပါတယ်ဒါပေမဲ့ပိုပြီးဆင်းရဲလာအလုပ်လုပ်လေးစိတ်ဆင်းရဲလေးအလုပ်လုပ်လေးပို့ပြီးတော့လူပင်မန်းလေးအဲ့လိုတွေဖြစ်လာတဲ့အပေါ်မှာဘလို့မှအဆင်မပြေတွေဖြစ်လာမယ်ဗျာအဲ့လိုအချိန်ကြလို့ရှိရင်လူတွေကဘာဖြစ်လာမလဲဆိုတော့အစတော့ तू က3သိန်းလောက်လာခရတော့ကတော့ तू ရှင်တန်နေတဲ့လူပဲပေါ့ဒါပေမဲ့ဈေးတွေတက်လာပြီဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ surviving ဆိုရဲရှင်တန်မှုစူးစမ်းတဲ့အနေအထားကိုရောက်သွားပြီနေနေတာမဟုတ်ပဲစူးစမ်းနေရတဲ့အနေအထားကိုရောက်သွားတာဗျာအဲ့ဒါကိုကျွန်တော်အစစ်စစ်နဲ့ပြောပြရမယ်ဆိုရင်ဈေးတွေတက်လာရင်အသုံးစရိတ်တွေများလာအသုံးစရိတ်တွေများလာပြီဆိုလို့ရှိရင်အတွေးတောတွေဆောင်ရမ်းများလာပြီအတွေးတောတွေအရမ်းများလာပြီဆိုလို့ရှိရင်စိတ်လို့ကိုလို့တွေဖြစ်လာစိတ်လို့ကိုလို့တွေတကယ်လို့ဖြစ်လာပြီဆိုလို့ရှိရင်လှုပ်ချင်ကိုင်းကျင်စိတ်ကလုံးဝပျောက်လှုပ်ချင်ကိုင်းကျင်စိတ်ပျောက်သွားပြီဆိုလို့ရှိရင်အဲ့လူတယောက်ကလေးပင်ပြီးတော့ဘာမှမလှုပ်ချင်မကိုင်းကျင်နဲ့အဲ့လိုတွေဖြစ်သွားမှာဗျာဒါလေးတစ်ခုကထိခိုက်တာပဲကုံစည်းနှုံးလေးတက်တာပဲဆိုပြီးတော့အထင်မသေးပါနဲ့ဒီကုံစည်းနှုံးတက်လာတာနဲ့အမျှကျွန်တော်တို့ဘဝရဲ့ရုန်းကန်လှုပ်ရှားနေရတဲ့အချိန်တိုင်းကိုလာပြီးတော့ထိခိုက်နိုင်ပါတယ်ဒီထိခိုက်တာကိုဥပမာပေးရမယ်ဆိုလို့ရှိရင်ချစ်သူကြီးစားတွေလို့ပေါ့ဗျာဆက်ဆက်တွဲခြင်းကတော့အရန်ကိုကောင်းတာဒါပေမဲ့တွဲလာတာကြာတဲ့နဲ့အမျှစိတ်ဆူးစိတ်ကောက်တာတွေဖြစ်တာမယ်တဝင်းတူတာတွေများလာမယ်ညှို့ညင်တာတွေများလာမယ်တဖြည်းဖြည်းနဲ့ဘာဖြစ်သွားလဲအဲ့ဒါတွေစုလာတဲ့ချိန်ကျရင်ပေါက်ကွဲပြီးတော့ပြက်ကြဆဲကြတယ်ဖြစ်ကြတယ်အဲ့တော့အဲ့လိုမျိုးပဲကုန်စည်နှုန်းကတဖြည်းဖြည်းနဲ့တက်နေတာပဲဒါပေမဲ့စုပေါင်းလာပြီဆိုလို့ရှိရင်စောက်ရမ်းထိခိုက်လာမယ်ပေါ့နော်အဲ့တော့အဲ့လိုထိခိုက်တာတွေကိုရှောင်ရှားဖို့ဘာတွေလုပ်အောင်မလဲကိုရှာထားတဲ့ပတ်စံတွေအကုန်လုံးကိုအချီးနှီးမဖြစ်ဖို့အတွက်ကိုလက်ထဲမှာပတ်စံမကင်ထားပဲနဲ့ရင်းနှီးမြှုပ်နှံပါနေရာအကောင်းဆုံးတွေမှာရင်းနှီးမြှုပ်နှံပါဘလို့တွေအသုံးဝင်အောင်လုပ်ရမလဲဆိုတာသိချင်လို့ရှိရင်အကုန်လုံးကိုစုပေါင်းပြီးတော့ business နဲ့ပတ်သက်တဲ့ tip တွေ idea တွေဘာတွေလုပ်ရမလဲဆိုတော့အကုန်လုံးတင်ပေးသွားမှာဖြစ်လို့ channel လေးကိုကျင်းတယ်ပါ subscribe လုပ်ခဲ့ပေးပါကျွန်တော်တို့ MC ပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်